ဖြစ်တဲ့အတွက်ကြောင့်ဒီတိုတောင်းတဲ့ကာလမှာကျွန်တော်တို့ကကိုဘလောက်ထိဒီ program ကို commitment ပေးနိုင်လေဆိုတဲ့ဟာကိုစမ်းသပ်တဲ့ဟာလေးဖြစ်တယ်ပေါ့နော် online program ဖြစ်တဲ့အတွက်ကြောင့် hey နင်း attempt ပြတ်နေပြီလာတက်တော့ဆိုတော့တော့ခေါ်လို့လည်းမရဘူးကိုဘလောက်ထိဒီနလတာ program commitment ပေးနိုင်လေဆိုတာကိုကျွန်တော်စမ်းသပ်တာဖြစ်တယ်ဆိုတော့ဒီနလတာ program intensive program ဖြစ်တယ်ကျွန်တော်တစ်ပတ်မှာ9ရက်တစ်ပတ်မှာ9ရက်ဆိုတကယ်ကို fully intensive ပေါ့နော်ဒါကြောင့်ကို commitment ပေးရင်းနဲ့ကျွန်တော်တို့စူးစမ်းမယ်ပြီးလို့ရှိရင်2026မှာကို investment လုပ်တဲ့အရာလေးဖြစ်တယ်ပေါ့နော်တစ်ဖက်မှာကျွန်တော်တို့ဖက်ကနေကျွန်တော် team member တွေနဲ့ကျွန်တော်တို့အချင်းတယောက်ချင်းစီနဲ့အကောင်းဆုံးပေါ့နော်ကျွန်တော်တို့မှာပါရှိတဲ့ဟာအကောင်းဆုံးကျွန်တော်တို့ဒီမှာရန်နီမြုံနေထားတယ်အကောင်းဆုံးကျွန်တော်ပြင်ဆင်ထားတယ်ပေါ့နော်အလားတူပဲဒီက team member တွေကလည်းပဲကိုရရှိထားတဲ့အချိန်နဲ့ကိုရရှိထားတဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့တွေကောင်းကောင်းလေးအသုံးချမယ်ကောင်းကောင်းလေး investment လုပ်မယ်ပေါ့နော်ဆိုတော့အကျန်းအားဖြင့်ကတော့ကျွန်တော်တို့ဒီတင်ကြားပေးမဲ့ဒီဆရာကြောက်ကိုဒီ8ရက်ပေါ့နော်8ရက်ပေးရတယ်အဲ့မှာကိုကတရက်ပြက်လိုက်တာနဲ့ကိုကတရက်စာကိုကမျက်နှာသွားမှာဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့အနေနဲ့ a true remind လုပ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုး program ကကျွန်တော်တို့အကောင်သိကြတဲ့အတိုင်းပဲဒီကာလမှာ internet ရောအစရခက်ခဲ့တယ်အထူးသဖြင့်တော့စစ်ရောကိုရောအရင်ခက်ခဲ့တဲ့ကာလဖြစ်တယ်အဲ့ဒီကနေပြီးတော့ကို fully fully commitment ပေးပြီးတော့ဒီကအစကနေအဆုံးလေးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကိုသူများနဲ့မတူတဲ့သူဖြစ်မှာတေချာတယ်ပြီးတော့ဒီထဲမှာကျွန်တော်တို့ကဒီ application စပြီးတော့ open လုပ်တဲ့ခါမှာဒီကျွန်တော်တို့3ဘက်လောက်ပဲထားပေးတယ်ပေါ့နော်ဘာလို့ဆိုအများကြီးကိုလည်းကျွန်တော်တို့အနေနဲ့ expectation မထားဘူးအများကြီးကိုလည်းကျွန်တော်ခေါ်ဖို့စီစဉ်မရှိဘူးပေါ့နော်သူ့ပေမဲ့လည်းပဲ application ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့တွေအများကြီးရောက်လာတယ်ပေါ့နော်အများကြီးထည့်ကမှာပဲကျွန်တော် application ပိတ်လိုက်တဲ့အခါမှာလူတွေတောက်လျှောက်မေးလာတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒီခါမှာကျွန်တော်လူငွေတွေကိုကျွန်တော်ပေါ့နော်အတက်လာ team member နဲ့ train နေပြီးတော့ဒီကဒီပုံမှန်မှာတင်ငယ်ချင်းတွေကိုရွှေ့ထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီရရှိထားတဲ့အခွင့်အရေးကိုတချို့ဆိုလို့ရှိရင် internet အခက်အခဲရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့စူးစမ်းပြီးတော့ကျွန်တော်တို့ဒီအခွင့်အရေးကိုယူမယ်တချို့ဆိုလို့ရှိရင်ကိုယ်အလုပ်တွေအချိန်အခက်အခဲရှိကောင်းရှိပါလိမ့်မယ်တို့ပေမဲ့လည်းဒီနလတာ program ကိုကျွန်တော်တို့ fully commitment ပေးမယ်ကွာဆိုပြီးတော့ဘယ်သူမှပေးတာမဟုတ်ဘူးကို fully commitment ပေးပြီးတော့ငါသိယူမယ်ကွာဆိုတဲ့စိတ်နဲ့ဒီဥစ္စာကိုကျွန်တော်တင်ယူသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ program ပြီးပြီဆိုလို့ရှိရင်တော့ဒီမတိုင်ခင်မှာ2016နှစ်တဲ့ရေပဒူရီယာလာဖြစ်တဲ့ဒီကနေစပြီးတော့ဒီ match လာတုံးကလည်းကျွန်တော်ကအရင်ကကိုနဲ့အခုကိုနဲ့ကတော့တိတိတသားလေးစိတ်ရောအတွေးပေါ်ရောကွာချမယ်ဆိုတဲ့ဟာကျွန်တော်တို့အနေနဲ့ဒီကနေပေါ့နော်ကြာရခိုင်တော့ယုံကြည်တယ်ဒါကြောင့်ဒီကလူကလည်းကျွန်တော်တို့ကိုကြာရခိုင်တော့ပေါ့နော်ဒီအချိန်ရင်းနှီးမြုပ်နေမယ်ပြီးလို့ရှိရင်ကိုအဓိကတော့ကျွန်တော်တို့ကိုဆိုတာလေကိုအချိန်ကြာရခိုင်တော့ရင်းနှီးမြုပ်နေထားတဲ့ဒီအချိန်လေးပေါ်မှာကိုကြာရခိုင်တော့commitment ပေးဖို့ကိုပေါ့နော်ကျွန်တော်တို့လည်းအထူးတိုက်တွန်းလို့ရတယ်ဆိုတော့ဒီ program ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘာလုပ်ထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်နိုင်ငံတွင်းမှာဒီ project ပေါင်းများစွာကိုလုပ်နေတယ်ပေါ့နော်ဆရာတယောက်ကိုကျွန်တော်တို့တွေဒီအကူအညီတောင်းထားတယ်သူကလည်းပဲကျွန်တော်တို့ပေါ့ဒါပြီးပြီဆိုလို့ရှိရင်ဒီ non profit sector လို့ခေါ်တဲ့ဒီ NGO လောကမှာဘယ်လိုမျိုးပြင်ဆင်ရမယ်ဘာလုပ်ရမယ်ဆိုတဲ့ဟာကိုသူအနေနဲ့ပေါ့နော် webinar လုပ်ပေးဖို့အစီအစဉ်ရှိတယ်ပေါ့နော်ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖက်ခက်မှာဒီ corporate industry လို့ခေါ်တယ်ပေါ့နော်စီးပွားရေးလောကမှာကြတော့တော်တော်များများဘုံဖြစ်လာပြီတော်တော်များတီးလာပြီ live coaching လို့ခေါ်တယ်ပေါ့နော်ဒီဖက်ကျွန်တော် non profit sector ဖက်မှာကြတော့လူတွေသိပေမဲ့လည်းပဲအထိုက်အလျောက်လက်ဝေးနေသေးတယ်ပေါ့နော်ဆိုတော့ live coaching ကိုလည်း one wall section ကိုကျွန်တော်တို့9ယောက်တီးပေါ့နော်ဆိုတော့အဲ့ဥစ္စာတဲ့ပိုကောင်းလေးပိုနိုင်တယ်ကျွန်တော်တို့ရဲ့ participant တွေရဲ့ဒီပူပေါင်းပါဝင်မှု participant တွေရဲ့ဘယ်လောက်ထိ commitment ပေးတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တွေရွေးချယ်တော့ဟိုကျွန်တော် team back ကနေပြီးတော့စီစဉ်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေတင်ကောင်းရှိပါတယ်ဒါကြောင့်ဒီနလတာ program ကိုကျွန်တော်တို့ဘယ်သူမှသွားပြီးတော့commitment လုပ်ရှာမလို့ဘူးကိုပေါ့နော်ကျွန်တော်သိအောင်အနေနဲ့ဒီနလတာ program ကိုငါဘယ်လောက်ထိ commitment ပေးနိုင်မလဲဆိုပြီးကို commitment ပေးရတဲ့ဒီ program ကိုဒီ intensive program အတူတူကကျွန်တော်စူးစမ်းကြမယ်အတူတူကကျွန်တော်ရုန်းကန်ကြမယ်ဒီအခက်အခဲကြားတဲ့အတူတူကကျွန်တော်တို့တင်ယူကြမယ်အတူတူ grow ကြမယ်ဆိုတော့ကျွန်တော်နဲ့ပေါ့နော်ပြောကြရင်ကျွန်တော်ရဲ့ဒီအဖွင့်အမှာစကားတော့ဒီမှာပဲကျွန်တော်ရနာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်အခွင့်မှာစကားပြောပေးတဲ့ကိုတိတ်အောင်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နံပါတ်1အစီအစဉ်ရတော့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီတင်တဲ့